မလေးရှားကနေမြန်မာကိုဖုံးပေးဘယ်လိုမျိုးထည့်လို့ရလဲဖုံးပေးလှမ်းထည့်ပေးမယ်ဆိုအလွယ်ကူဆုံးနဲ့အမြဲတမ်းဆုံးကတော့တက်ရှင်ကိုကနေပြီးတော့လှမ်းထည့်ပေးလို့ရတယ်အဲ့တော့တက်ရှင်ကိုကနေပြီးတော့မြန်မာကိုဖုံးပေးဘယ်လိုမျိုးလှမ်းထည့်လို့ရလဲဆိုတာကိုဒီနေ့ကျွန်တော်ပြပေးပါမယ်တက်ရှင်ကိုနဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အပေါ်လေးနည်းနည်းဆွဲတင်ပြီးတော့သူ app international ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါโอเคဒီနေရာလေးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာမြန်မာဆိုပြီးတော့လာပြမယ်။ကိုကမြန်မာနိုင်ငံမှမဟုတ်ဘူးပေါ့နော်။တခြားနိုင်ငံအများကြီးအာရှနိုင်ငံတော်တော်များများကိုလွှဲလို့ရအဲ့ဒါမှာထိုင်းတို့ဖိလစ်ပင်းတို့နီပေါတို့ကစပါတယ်ဗျာ။ကျွန်တော်ကမြန်မာနိုင်ငံလွှဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာလေးကိုရွေးပေးထားပါတယ်။ဖုန်းနံပါတ်နေရာလေးမှာကျွန်တော်တို့ကမြန်မာဖုန်းနံပါတ်ဆိုလို့ရှိရင်တော့ရှေ့က369မှာကိုထည့်လိုက်ပါကိုပြီးတော့တခြားနံပါတ်တွေကိုထည့်ပေးလိုက်ပါပေါ့နော်ဒါဥပမာပြပေးတာပြီးရင်ကျွန်တော်ဒန်းကိုနှိပ်လိုက်ပါ select operator ဆိုတဲ့နေရာကိုတစ်ချက်ပြန်နှိပ်ပေးလိုက်ပါဒီမှာ MPT ရဲ့ MyTel ရဲ့ Ori2 ရဲ့နောက်ပြီးတော့ Atom ရဲ့ဆိုပြီးတော့၄ခုရှိတယ်အဲ့ဒီမှာကိုလွှဲခြင်းတဲ့ဖုန်းကတ်ကိုနှိပ်ပေးလိုက်ပါအဲ့မှာကျွန်တော်က MPT ဆိုလို့ရှိရင်တော့ MPT ကိုနှိပ်ပေးလိုက်ပါ MPT ကိုနှိပ်ပေးပြီဆိုလို့ရှိရင်ဒီအောက်မှာ top up နဲ့ data ရှိတယ်ပေါ့နော် top up ဆိုတာကကြတော့ဖုန်းပင်ဖြည့်ပေးတာ data ဆိုတာကကြတော့ internet ဝယ်ပေးတာဖြစ်ပါတယ်ကျွန်တော်ကဖုန်းပင်ဖြည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ top up ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါအောက်မှာဈေးနှုန်းလေးနေရှိတယ်1000ဆိုလို့ရှိရင်မလင်းငွေ3ချက်3000ဆိုလို့ရှိရင်မလင်းငွေ9ချက်9000ဆိုလို့ရှိရင်မလင်းငွေ15ချက်ဆိုပြီးတော့ရှိတယ်ပုပ်ပွလင်းပြောမယ်ဆိုလို့ရှိရင်တော့3စားလောက်ကိုဈေးကြီးနေတာပေါ့နော်တကယ်တမ်းမြန်မာဆိုင်ထဲမှာဝယ်မယ်ဆိုလို့ရှိရင်1000ဆိုလို့ရှိရင်တစ်ချက်ကြော်လောက်ပဲပေးရမှာဗျာဒီမှာကကြတော့3စားလောက်သွားပြီးတော့ဈေးကြီးနေတယ်အဲ့တော့ဒီပုံစံလေးကဘယ်လိုမျိုးဆိုတွေအတွက်အဆင်ပြေလဲဆိုလို့ရှိရင်မြန်မာဆိုင်နဲ့အရန်ဝေးတဲ့သူတွေမြန်မာဆိုင်ကိုတောင်းမအခက်အခဲဖြစ်နေတဲ့သူတွေအဲ့လိုမျိုးသူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဘောလိုအပ်နေတယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြတဲ့ပုံစံတိုင်းနဲ့လာလွှဲလို့ရပါတယ်โอเคအားလုံးကျွန်တော်တို့ရွေးပြီးပြီဆိုလို့ရှိရင်တော့ confirm ကိုနှိပ်ပေးလိုက်ပါ confirm ကိုနှိပ်ပေးပြီးတော့ password လာကြပြီဆိုတာနဲ့ကိုယ့်ရဲ့ password လေးကိုနှိပ်ပေးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီဖုန်းပေကရောက်သွားပါလိမ့်မယ်ဒီကတော့မြန်မာနိုင်ငံမှာဖုန်းလိုင်းကောင်းရင်ကောင်းသလိုမြင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကြည့်ပြီးအားလုံးလွတ်တော့သွားမှလို့ထင်ပါတယ်အကယ်၍မရှင်းနိုင်ရှိရင်ကျွန်တော်ရဲ့ comment မှာလာပြီးတော့မေးသွားလို့ရပါတယ်ကျွန်တော်ကတော့ Philip ပဲဖြစ်ပါတယ်